1389ခုနှစ်ကဆုံလာကိုနေ့ကဆုံလာတဲ့ကျော်15ရက်မန္တလေးမြို့ကဆုံလာတဲ့ကျော်15ရက်မန္တလေးမြို့ဖျားကြီးအရှိမုတ်ညောင်ကန်ကျောင်းတိုက်ညောင်ကန်အလဲတိုက်ကြီးဖြစ်ပါတယ်26ရက်5လ2025ခုနှစ်မှာပါအလဲတိုက်ကြီးဖြတ်နေရဖြစ်ပါတယ်အလဲတိုက်ကြီးငလင်တန်ကြောင့်အလဲတိုက်ကြီးဖြိုချနေရဖြစ်ပါတယ်မန္တလေးမြို့ဖျားကြီးရှိမုတ်26ရက်5လ2025ခုနှစ်ဒါလေးလည်းပြတ်တဲ့အသားတွေဖြစ်ပါတယ်အသားတွေဟာဒီဝါရောမန္တလေးမြို့ဖျားကြီးရှင်းမုံညောင်းကန်အလဲတိုက်ကြီးပါလုံးပါဘူးလုံးပါဘူး1389ခုကဆုံလာတဲ့ကျော်15ရက်မန္တလေးမြို့ချမ်းမြသာလေးမြို့နယ်ဖျားကြီးရှေးမုံညောင်ကအကြောင်းတိုက်အလဲတိုက်ကြီးဖြစ်ပါတယ်အလဲတိုက်ကြီး26ရက်5လ2025ခုနှစ်